နောက်တစ်ခုပြောပြအောင်မယ် third party ရဲ့ခေါင်းကိုင်ဖခင်ကြီးဖြစ်တဲ့နော်သူကတော့သူ့ကိုယ်သူဒေါက်တာကြော်နိုင်တဲ့နော်တလက်ဆန်ကုဒေါက်တာလားနော်ပြီးတော့ဖာတယ်ကုဒေါက်တာလားတော့မသိသက်အုပ်စုရဲ့ခေါင်းကိုင်ကြော်နိုင်ကဘာပြောလဲဆိုတော့အခုသူတို့နော်စပီအောက်လောက်ပေးနေသူတို့လောက်ပြောနေတယ်ဆိုတာတဲ့နော် NUG CRPH အတွက်မဟုတ်ဘူးတဲ့ရခိုင်နဲ့ AA နဲ့ KTLA အတွက်သူတို့စပီအောက်လောက်ပေးနေတာတဲ့ AA ကိုသွားပြီးတော့ဆွဲထည့်ပြန်ပြီနော် KTLA နဲ့ AA အတွက်ပြောပေးနေတာတဲ့တတိယအုပ်စုသအုပ်စုအဲ့ဒါတွေလဲသမိုင်းနော်သမိုင်းဆိုးမဲ့သမိုင်းဆိုးနဲ့တွေ့မဲ့သစ္စာဖောက်တယ်အခုအပြေပေါ်ကုန်ပြီနော်လေသာတောင်ကြောပေါ်ကခြေလင်စစ်ကြောင်းတွေဖြန့်စင်းလာရင်ပထမဆုံးတွေ့ရမှာကကပ္ပစ16မတုံပေါ့ကပ္ပစကိုနားလဲကြလားပြည်သူတို့ကပ္ပစဆိုတာအခုမအေလို့တနိုင်ငံလုံးကိုဘုံကျဲအလုံးကြီးတွေနဲ့ပြည်သူတွေကိုလိုက်ပြီးတော့ဖတ်ဖြတ်နေတဲ့နော်လက်နဲ့ခဲယမ်းတွေကိုထုတ်လုပ်ပေးတဲ့စက်ရုံမကွေးတိုင်းအတွင်းထဲမှာပေါက်သွားပြီးတဲ့ပြည်သူတို့ကြီးနော်ဒါဆိုရင်မကြခင်မှာကပ္ပစစက်ရုံတစ်ခုပြီးတစ်ခုသိမ်းနိုင်တော့မယ်ပြည်သူတို့ကြီးနော်အခုကပ္ပစ9ကမြိုင်ကပ္ပစ9ကြောက်ဖူးကမြေပုံမှာရှုပါထုံးပေါ်မှာအရင်ကဆလမာစဒါကြည့်တယ် TE21 တွေထုတ်တယ်အခုတော့တိုက်ရင်မှုတွေစီးတဲ့ double cut တွေထုတ်တယ်ထင်နေတဲ့မှာမြေပုံပြမယ်နော်ခုနတော့သူပြောတဲ့ဗာလေပထမဆုံးတွေ့မှာကပ္ပစ16မတုံကြည့်โอ้นี่กะๆလေးပဲအမကြည့်မယ်နော်အမကြည့်တွေ့ရလားမသိနော်ဒီမှာကပ္ပစ6ဒီမှာအိုရှိပင်ခုနတော့နော်ဟိုဗလဲပဒန်းနော်အေးသိပိုက်နိုင်ပြီဒီမှာကပ္ပစ9တွေ့လားဒီမှာလေသာညောင်ကျိုးတောင်ကုတ်ဒီမှာတွေ့လားနီကလေးပဲရှိတော့တယ်နော်ကြည့်ပြီးတို့ခုနတော့သူပြောတယ်ဗာလဲလေသာဒီမှာကြည့်လေသာသူပြထားတာမှာအနီဆက်လေးသူပြထားတယ်တွေ့လားနော်တကယ်လို့သာဒီနေရာမှာသူတို့ဘာဖြစ်လဲဆိုအခုမေလို့မင်းအွန်လိုင်းကနော်လေရင်နဲ့ပဲအားကိုရတော့တယ်ရိတ်ခါတွေလက်နဲ့ခဲရမ်းတွေလေရင်နဲ့ပဲအကောတွေခြေပြင်းမှာနော်မြေပြင်းမှာကျမတို့တော်နေရေးရဲဘော်တွေတော်လန်ရေးတပ်သားတွေကြီးဆုံးနေပြီအဲ့ဒါကြောင့်မို့မကြခင်မှာဒီထက်ကောင်းတဲ့သတင်းတွေကြားရမယ်နော်ထပ်ပြောဦးမယ်လေသာတောင်ကျောပေါ်ကခြေလင်စစ်ကြောင်းတွေဖြတ်ဆင်းလာရင်အဲ့ဒါဆိုကျမတို့တော်လန်ရေးတပ်သားတွေကခြေလင်ဟိုဗလဲကုန်းမှာအားပါနေလေမေလို့မင်းအောင်လိုင်းကလေရင်နဲ့ပဲဟိုဗလဲလက်နဲ့ခရမ်းတွေနော်ရိတ်ခါတွေချပေးရတယ်အဲ့ဒါမို့ပထမဆုံးတွေ့ရမှာကပ္ပစ16မတုံအဲ့ဒီကပ္ပစကိုအရင်သိမ့်မယ်ပြီးရင်ထုံးပေါ်မှာပြီးရင်ကပ္ပစ9ကမြိုင်ပြီးရင်ကပ္ပစ9ကြောက်ဘူးတဲ့လားတစ်ခုပြီးသိသွားမယ်ကဲအခုနော်ဝိုင်းဝန်းပြီးတော့ကျမတို့ပြည်သူတွေကူညီထောက်ပံ့ရမယ်နော်နောက်တဲ့တစ်ခုကတော့ဒေါ်အောင်ဆန်းစုကြည်ကိုချက်ချင်းလွတ်ပေးရန်ဖိုရန်2000ညီလာခံ၌တောင်းဆိုတယ်ဘယ်နိုင်ငံတွေကတောင်းဆိုတဲ့ဆိုတော့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးတချို့တော့နော်အမျိုးသားရေးအမိခံပြောမစင်မအလာရဲ့ကြုံတဲ့ပေါက်တွေပေါ့အမျိုးသားရေးအမိခံတချို့ကဒေါ်အောင်ဆန်းစုကြည်ရဲ့သမိုင်းကိုသူတို့ဖျောက်ခြင်းနဲ့ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကိုသူတို့ဖျောက်တယ်လို့စောဘဦးသမိုင်းကိုသူတို့ဖျောက်တယ်လို့စောဘဦးသမိုင်းကအခုနောက်ပိုင်းမှာနော်လူမျိုးရေးသေးခွဲဖို့အတွက်စောဘဦးသမိုင်းကိုသူတို့ဖော်လာတာစောဘဦးသမိုင်းကျမတို့ငယ်တော့ကျမတို့မကြားဘူးဆိုတာသူတို့ဖျောက်ထားတာလေဗိုလ်ချုပ်အောင်ဆန်းသမိုင်းကိုလည်းသူတို့ဖျောက်ထားတယ်ကဲအခုကျမတို့လက်တွေ့မြင်နေရတယ်လက်တွေ့ကျမတို့မိတဲ့ဒေါ်အောင်ဆန်းစုကြည်သမိုင်းကိုတော့မှသူတို့ဖျောက်မယ်သမိုင်းကဖျောက်ချင်တိုင်းဖျောက်လို့မရဘူးလှုပ်ချင်တိုင်းလှုပ်လို့မရသလိုဖျောက်ချင်တိုင်းဖျောက်လို့မရဘူးနော်အဲ့ဒါကြောင့်မို့အခုဒေါ်အောင်ဆန်းစုကြည်နိုင်ငံရဲ့အကျဉ်းသားအလုံးလွတ်မြောက်ဖို့အတွက်ဖိအားပေးလှုပ်ဆောင်ဖို့ပြည်ဆိုင်ရာဒီမိုကရေစီပြန်လည်အသက်သွင်းရေးမဟာမိတ်အဖွဲ့နော် ICD အောင်နဲ့26ချိန်မြောက်ဖိုရမ်2000ညီလာခံတက်ရောက်သူများ
သူတွေကကပ္ပအင်အားကြီးတောင်းဆောင်တွေအရေးတကြီးတောင်းဆိုလိုက်ပါလေကဲအခုမကြခင်မှာနော်ဒီအာဆီယံအစည်းအဝေးကိုဒေါ်နယ်ထရန့်တက်လာခွင့်ရှိမလားကျွန်တော်တို့စောင့်ကြည့်ရမယ်နော်ဒါတော့မိစုတဲ့မှာနော်ခဏလေးနောက်တစ်ခုသူတို့ဖျောက်လို့မရဘူးနော်အမေစုကတော့သမိုင်းတွင်သွားပြီသူတို့ကအမေစုတဲ့ကိုဖျောက်လိုက်ရင်တော်တော်ကြောက်တာလေအမေစုကိုတော်တော်ကြောက်ကြတာအမေစုတဲ့ကိုဖျောက်မှသူတို့ကသမိုင်းကိုအစားထိုးလို့ရမယ်လေကျမတကယ်ပြောတာစောဘဦးရဲ့တဲ့ကိုကျမတို့တစ်ခါမှမသိခဲ့ရဘူးမသိခဲ့ဘူးဒါမှဒီຫນွေဦးတော်လန်ရေးနော်အာနာသိပြီးတဲ့နောက်ပိုင်းမှာကျမတို့သိတတ်ရတယ်ကျမအမျိုးအရင်ခောက်တော့မှဗာပြောတယ်ငါတို့တွေကတဲ့သမိုင်းငါတို့စောဘဦးသမိုင်းကိုအဖျောက်ခံရတယ်ဒါပေမဲ့သူမေးရမှာကသူ့ရဲ့ကရင်လက်နဲ့ကင်နေလေပြီးတော့နော်အဲ့ဒီအများစုကျမတို့ကအခု KNU ကိုဖိအားပေးတယ်ကရင်လက်နဲ့ကင်တွေကိုကျမတို့ဖိအားပေးပြောဆိုတယ်ဆဲဆိုတယ်အဲ့ဒါကိုသူတို့ကစောဂျော်နီရဲ့သမိုင်းကနော်မင်းတို့ဘယ်လောက်သိတယ်လဲစောဂျော်နီကနော်အိုးဘာလဲစစ်ဘေးဆောင်ဒုက္ခတဲ့စခန်းမှာနေတော့ကနော်ဒုက္ခတဲ့စခန်းမှာနေတော့ကဘလို့တောင်းစားခဲ့ရလေအဲ့လိုတောင်းစားအောင်ဘယ်သူကလှုပ်တယ်လဲအဲ့ဒီအဖေကိုမင်းတို့ရှာလေလှုပ်တဲ့လူကိုပဲမင်းတို့နော်ဟိုဘာလဲဘလို့ပြောမလဲလှုပ်ခံရတဲ့လူကိုပဲမင်းတို့ကအဖေရှာလေဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဘာကြောင့်ဒီလိုမျိုးဖြစ်လာရတယ်လဲမင်းတို့အဖေရှာလေပင်ရင်းကိုမရှာဘဲနဲ့နော်ဟိုးအဖျားလေးကိုမင်းတို့ကသွားပြီးတော့နော်လုံနေတော့ဘလို့ဒီအာနာစင်အဆက်ဒီကျမတို့ရဲ့နော်ပြေးလာတဲ့စစ်ဘေးဆောင်လာရတဲ့ပြေးလွှားရတဲ့ခိအဆက်သမိုင်းကပဲတော့မှမကောက်ဘူးပို့ပြီးတော့များလာတယ်အမမမင်းတို့ဆန်းစစ်ကြည့်ရမှာကစစ်ဘေးဒုက္ခတွေဘာကြောင့်ဖြစ်လာရတာလဲဘာကြောင့်ငါတို့ကရင်လူမျိုးဖတ်တဲ့အစေဆုံးနော်စစ်ဘေးဆောင်နေရတာလေဘာကြောင့်လဲအဲ့ဒါကိုမင်းတို့အဖေဆန်းစစ်ကြည့်လေစောဂျော်နီကဆန်အောင်တောင်းစားခဲ့တယ်ဆိုတော့စောဂျော်နီကိုမေးကြည့်လိုက်ဘာကြောင့်ကျမတို့ကရင်လူထုတွေဖတ်တဲ့အစေဆုံးပြီးခဲ့ရတယ်လေသမိုင်းကိုကျမတို့မမီဘူးအခုဒီຫນွေဦးတော်လန်ရဲ့သမိုင်းကိုကျမတို့မီတဲ့သမိုင်းကိုပဲကျမတို့ပြောမှာနော်ဒီအာနာရှင်တွေကြောင့်ငါတို့ပြည်သူတွေပြေးရလွှားရတာဒီအာနာရှင်ကိုအစောသတ်ဖို့အတွက်ကျမတို့အခုဒီຫນွေဦးတော်လန်ရေးမှာလှုပ်ရှားပြီးတော့အမြင့်ပြဖို့တော်လန်နေတာဒါကိုလက်ရှိမင်းတို့အထင်ကြီးနေတဲ့စောဂျော်နီရဲ့သမိုင်းကိုပြန်လှန်ကြည့်လိုက်အဲ့ရဲ့သမိုင်းကိုကျမတို့မမီဘူးသူဘယ်လောက်ပဲကောင်းလုပ်ခဲ့ဘယ်လောက်ပဲသူစ조사ခဲ့လက်ရှိသမိုင်းမှာမအေလို့နဲ့ဖိလို့ဖိခံတဲ့သမိုင်းပဲကျမတို့သိတယ်ကျမတို့မြင်တယ်နော်အဲ့ဒါကြောင့်မို့သူသမိုင်းဘယ်လောက်ပဲကောင်းနေပါစေလက်ရှိသမိုင်းကအတိကပဲပြစ္ဆုတ်ပံသမိုင်းကအတိကပဲစောဘဦးသမိုင်းကိုလည်းမင်းတို့ဂျော်နီသမိုင်းလုပ်လို့မရဘူးစောဘဦးသမိုင်းကိုကွက်ထူးဝင်းသမိုင်းလုပ်လို့မရဘူးစောဘဦးသမိုင်းကို KNU လက်ရှိ KNU သမိုင်းလုပ်လို့မရဘူးကဲနောက်ထပ်သတင်းကောင်းတစ်ခုပြည်ပြီတို့နော်အချိန်အသိမရတော့ကျမဒီနေ့သတင်းတော်တော်လေးနဲ့စောင်းပါတပုတ်ပြောမယ်နော်သူကစစ်မှာနည်းနည်းတိုက်ပြလို့နေရရလာတယ်အခုတော့ကောင်းမှန်းသိသွားလို့နေရမဖယ်ပေးဘူးစစ်မတိုက်တော့ဘူးလက်နဲ့ကင်တဲ့အရာပါကိုသိသွားတယ်လေဒါကြောင့်မလို့လက်နဲ့မစွန့်ချင်ဘူးတိုင်းရင်သားအမိခံတချို့ကမနာနဲ့တော့ဒါအမှန်တရားပြောတာတိုင်းရင်သားအမိမှန်တချို့ကနော်လက်နဲ့ကင်တဲ့အရာပါကိုသိသွားတော့လက်နဲ့မစွန့်ချင်ကြတော့ဘူးဒါကြောင့်မအေလို့နဲ့မအေလို့ကျမပြောတာနော်မင်းအောင်လိုက်ကိုကျမမခေါ်ချင်ဘူးမအေလို့လို့ပဲကျမခေါ်ချင်တယ်အသဲနာလို့စိတ်နာလို့ဒါကြောင့်မို့ဒီတလုံးကိုတော့ခေါ်ခွင့်ပြုပါနော်အခုတော်လက်မအားလိုက်ရမလဲတထောင်လောက်ရှိတဲ့ငုတ်ပေါ်စစ်ပေါင်းမီလေးချုပ်ပြီးဖင်ဆောက်ထိုင်လိုက်တော့နော်မအားလာလို့ဟိုဘာလဲလောင်ပြောင်းတော့ဗောဘာဖြစ်လဲဆိုတော့ချီပွေနဲ့ပန်ဝါတို့တွေမြေစားလောက်ွက်သစ်တူးဖို့ခွင့်
KIA ခွင့်ပြုတော့မယ်တရုတ်နယ်စားရှိ American dollar ဘီလီယံချီတန်ကျေးရှိတဲ့မြေစားလောက်ကွက်များရှိရာချီပွေနဲ့ပန်ဝါဒေသမှာမြေစားသတ္တုလောက်ကွက်သစ်များတူးဖော်ခွင့်ပြုရန်စီစဉ်နေတယ်လို့ KIA ပြန်ကြားရေးအရာရှိကပြောကြားသွားတယ်နော်မအားလားဟိုဘယ်လိုပြောမလဲမအားလားမြက်ခေါ်လောက်တာမဟုတ်ဘူးလေနော်ဒါပေမဲ့ KIA ကဘယ်သူနဲ့ရောင်းမယ်ဆိုတာကျမတို့မသိဘူးနော်ဘယ်သူနဲ့ရောင်းမယ်ဆိုတာကျမတို့မသိဘူးတရုတ်စီပွားရေးသမားများဖြစ်ပြီးမြေစားတူးဖော်တဲ့လုပ်ငန်းရှင်များဒီတရုတ်စီပွားရေးသမားများဖြစ်ပြီး KIA ကိုတင်ပြပြီးနောက်မြေစားလုပ်ကွက်အနီးကျေးရွာတာဝန်ရှိသူများနဲ့ဟောဒါဆိုတရုတ်နော်တရုတ်နဲ့ရောင်းဖို့သိကြတယ်မအားလားလက်ထက်ကလိုမျိုးနော်ဟိုလက်ဈေးဖြတ်ပြီးတော့သူတို့ရောင်းမှာမဟုတ်ဘူးနော်ရောင်းမှာမဟုတ်တော့တရုတ်ကလည်းဒီ PC ကသူတို့လိုအပ်တယ်လေအဲကြောင့်မို့သူတို့ကလည်းဈေးပေါ်နဲ့ဝယ်လို့မရတော့ဘူးကျိတ်တယ်ဒီတခုကတော့မရှက်နဲ့ဒါကရင်လက်နဲ့ကင်နဲ့ပြည်သူလူထုမတူဘူးနော်ခွဲခြားရမယ်ကရင်လက်နဲ့ကင်နဲ့ပြည်သူဆိုတာမတူဘူးနော်အခုတနိုင်ငံလုံးတိုက်နေတာပြည်သူနော်အဲ့ဒါကြောင့်မို့တချို့ကရင်အစွန်းရောက်အမျိုးသားရေးတစ်ဖက်ပိတ်တွေကနော်ကရင်လူမျိုးနဲ့ကိုသွားပြီးတော့အခုသူတို့ခေါင်းဆောင်တွေကရင်ကျေးစားလက်နဲ့ကင်ခေါင်းဆောင်တွေကမေလို့မင်းအောင်နိုင်နဲ့နော်ဖိလို့ဖိခံလုံနေတာကိုမပြောရဲပဲနဲ့ကရင်လူမျိုးနဲ့သွားပြီးတော့နော်ရောချလိုက်တယ်မတူဘူးနော်ကရင်လူမျိုးနဲ့ကရင်ကျေးစားလက်နဲ့ကင်နဲ့မတူဘူးကရင်ကျေးစားလက်နဲ့ကင်တွေကဘလောက်ပဲသမိုင်းဆိုးဆိုးနဲ့သူတို့သမိုင်းကျမတို့ကရင်လူထုတွေကတော့ကိုယ်သမိုင်းနဲ့ကိုရေးမယ်လူထုသမိုင်းနဲ့လူထုရေးမယ်ဒါကြောင့်မို့တော်လန်ရေးအလွန်မှာလူထုကရင်လူထုမျက်နှာမငယ်စေရဖို့အခုကတည်းကကရင်လူထုစစ်စစ်လုံးလုံးညွတ်နဲ့သူများသွားတဲ့အတိုင်းတက်မမသွားရမယ်အမျိုးသားကြီးအစုံရောက်နဲ့နော်ပုတ်ကိုမဆွဲနဲ့လူမျိုးမဆွဲနဲ့နော်အဲ့ဒါကိုကျွန်မပြောချင်တာကျွန်မတို့ကရင်လူထုသာတက်မမသွားရင်သေကြတယ်တော်လန်ရေးပြီးတဲ့နောက်ပိုင်းမှာကရင်လူမျိုးတွေကဘာညာဆိုပြီးတော့တခြားတိုင်းရင်းသားတွေကကျမတို့လူမျိုးကိုရှုတ်ချနိုင်တယ်ဒါကြောင့်မို့ကရင်လက်နဲ့ကင်နဲ့ကျမတို့ပြည်သူနဲ့မတူဘူးဆိုတာကိုခွဲခြားပြရမယ်နော်ဆက်ဆရာမလို့ဘူးကျမတို့ပြည်သူတွေကသူတို့နဲ့လောဝနော်မတူဘူးဆိုတာကိုပြသရမယ်အဲ့ဒါမို့ဆက်ဆရာမလို့ဘူးရှက်ရမှာကသူတို့နော်ကဲအထက်သိမ့်မရှိဘူးကျမစောင်းမကိုပဲသွားတော့မယ်ဒီစောင်းမကအရန်အရေးကြီးတယ်ဘာကြောင့်လဲဆိုတော့နော်အဲ့ဒီအဲကော်ဆိုတဲ့အကောက်ကသူရေးတာမဟုတ်ဘူးနော်သူများရေးတဲ့ဟာကိုသူပြန်တင်တယ်သူကဘာပြောလဲဆိုတော့နော်အခုကျမတို့တွေက line ပေါ်မှာပေါက်ကရអော်နေတဲ့ပုံစံလိုမျိုးပေါ့နော်သူပြောတာအားလုံးစီးလို့ရမယ်စီးရသူရေးတဲ့စာကိုကျမရဲ့အကောင့်မှာလည်းတင်မယ်ပြီးတော့မန်းမှာလည်းချထားမယ်ကျမအကောင့်မှာတော့ကျမဒီပို့ပဲတင်မယ်သူ့ပို့တော့ကျမမတင်ဘူးသူ့ရဲ့ပုံတော့တင်မယ်ပြီးတော့သူ့ရဲ့ link ကိုကျမမန်းမှာချထားပြီးမယ်နော်